ဒီနေ့မှာတော့ကျမကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့စိုက်ပျိုးရေးအမှားတစ်ခုအကြောင်းကိုမျှဝေပေးချင်ပါတယ်။တင်မောသီးတွေအများကြီးတီးစေခြင်းလို့နီလန်အသစ်တွေကိုစမ်းသပ်ကြည့်ခဲ့ပေမဲ့နောက်ဆုံးမှာတော့အပင်မှာပုတ်ပြီးတည်သွားခဲ့ရပါတယ်။ဘလို့အမှားတွေလုံးမိခဲ့တယ်လဲဆိုတာကိုတငယ်ချင်းတို့ပါသင်ခန်းစာရအောင်ဒီဗီဒီယိုလေးမှာအစအဆုံးကြည့်ပေးကြပါဦး။ပထမဆုံးသိခဲ့ရတဲ့နီလန်ကတော့တင်မောပင်ကိုအသီးထွက်ကောင်းအောင်ဆိုပြီးပင်စီကိုအပေါက်ဖောက်တဲ့နီလန်ပါ။မြေကြီးကနေတထွားလောက်အကွာမှာပင်စီကိုတစ်ဖက်ကနေတစ်ဖက်ပေါက်သွားအောင်ဖောက်လိုက်ပါတယ်။ပြီးတော့အဲ့ဒီအပေါက်ထဲကိုတစ်သားချောင်းစိုက်သွင်းထားလိုက်ပါတယ်။ဒီလိုလုပ်ရင်အပင်ကဒဏ်ရာရတဲ့အတွက်အသီးပူသီးတယ်လို့ကြားဘူးနာဝါရှိလို့စမ်းကြည့်ခဲ့တာပါ။နောက်တနည်းကတော့ပင်စီကိုတစ်ဖက်ကနေတစ်ဖက်ကိုအလင်းမြင်ရတဲ့အထိဟောင်လောင်ပေါက်ဖြစ်အောင်ဖောက်ထားတာပါ။ဘာပစ္စည်းမှမထည့်ပဲဒီတိုင်းပဲထားလိုက်လေအသီးပို့ထွက်မယ်လို့ယူဆခဲ့ပါတယ်။ကျမလည်းဒီနီလန်းတစ်ခုလုံးကိုတေချာလုပ်ပြီးအချိန်တစ်လလောက်စောင့်ကြည့်ခဲ့ပါတယ်။ဒါပေမဲ့ရလက်ကတော့မျောလင့်တယ်လို့ဖြစ်မလာပဲအပင်ကတဖြည်းဖြည်းညှိုးလာပြီးပုတ်သွားပါတော့တယ်။အပင်ဘာကြောင့်တည်သွားရတယ်လဲဆိုတဲ့အဓိကအကြောင်းရင်းကတော့မိုးရာသီမှာလုံမီလို့မိုးရီတွေကပင်စီအပေါက်ထဲကိုဓာတ်ရိုက်ဝင်သွားပြီးပုတ်သွားပါတယ်။နှစ်ခရုတွေကအပေါက်ထဲဝင်ပြီးပင်စီအတွင်းပိုင်းကိုစောပစ်လိုက်တာကြောင့်ပါ။ဒါကြောင့်တငယ်ချင်းတို့ကြီးတင်မောပင်ကိုဒီလိုနီးလန်းတွေနဲ့လုံမေဆိုရင်မိုးရာသီမှာလုံးဝမလုံကြပါနဲ့။အကယ်၍တင်ဟာကျွမ်းကျင်သူမဟုတ်ဘူးဆိုရင်လေဒီနီးလန်းကိုလုံးဝမစမ်းတတ်တာအကောင်းဆုံးပါပဲ။ကျမရဲ့ဒီအမှားကိုကြည့်ပြီးအားလုံးသတိထားနိုင်ကြပါစီရှင်။ကျေးဇူးတင်ပါတယ်